ဝင်တွင်းကိုဝီဆိုင်မောက်အပိုင်း1ဆိုင်မောက်အကြောင်းဒစီတစောင်းကျုပ်ကပန်းမိုးရွာသားတယောက်ပါဗျကျုပ်တို့ရွာလေးကရန်ရိုးမိုင်းအောက်ပိုင်းမှာရှိတဲ့တောင်ကြီးရွာလေးပေါ့ဗျာကျုပ်တို့တရားလုံးကဗုဒ္ဓဘာသာကိုကိုးကွယ်ကြတာဗျတရားလုံးမှာလည်းဘုံကြီးเจ้าတွေအတော်တော့များသားဗျကျုပ်တို့ကရွာလေးဆိုတော့တရားလုံးကတောင်ယာကိုပဲအားထားပြီးတော့လောက်ကင်စားတော့ကြရတာကျုပ်တို့ရွာအကြောင်းပြောနေတာနဲ့ကျုပ်နာမည်တော့မပြောရသေးဘူးကျုပ်နာမည်ကဆိုင်မောက်ဗျကျုပ်ကိုတရားလုံးကဝင်းနှင်းကိုဝီဆိုပြီးတော့ကလေးကအစလမ်းကြတယ်ဗျကျုပ်ကိုအဲ့လိုခေါ်တာမကြိုက်ဘူးဗျကျုပ်ကိုဝင်းနှင်းကိုဝီဆိုပြီးတော့နာမည်တွင်လာခဲ့တာဒီလိုဗျကျုပ်တို့တရားလုံးကတောင်ယာပဲလောက်တာဆိုတော့ကျုပ်အဖေကလည်းတောင်ယာပဲလောက်တာဗျတနေ့ကျုပ်ရွာထဲမှာစော်ပြီးမောင်မောနဲ့ပြန်လာဘိုက်ကလည်းစားတာနဲ့ထမင်းစားဖို့မိဖို့ကြောင်သွားတော့ထမင်းရှမထားဘူးဗျကျုပ်လည်းအမေကိုမေးတာပေါ့ဗျာအမေကျုပ်ပိတ်စားတယ်ဗျထမင်းကဘာလို့မချက်ထားရလဲအဲ့ဒီတော့ကျုပ်အမေကထမင်းဆက်ဖို့ရှမ်းမရှိဘူးသားကြီးတဲ့မင်းအဘကအခုမှတောင်ရသွားပြီးပြန်လာမှာတီးနံလေးပါလေးချပြီးတွားရောက်ရမှာမင်းအဘပြန်လာမှာပဲစောင်းဝဲလာမှာကွကျုပ်တို့စီကအဖေကိုအဖေလို့မခေါ်ဘူးဗျအဘလိုပဲခေါ်ကြတာလေဗျာကျုပ်လဲစိတ်ကစိုးစိုးနဲ့တောင်ရသွားမဲ့ကျုပ်ရဲ့အဘဘက်ကိုလှည့်ပြီးတော့တွားတစ်သက်လုံးပြတ်မလာနဲ့ဟွန်းလို့ပြောပြီးတော့ကျုပ်အိမ်ကနေထွက်လာတာဗျကျုပ်လဲဘိုက်ကစားတော့စိတ်ဆိုးပြီးပြောချင်တာပြောလိုက်မိတာပေါ့ဗျာကျုပ်ကအဲ့လိုပြောတော့အဘကရေနေလေရဲ့ဗျာကျုပ်လဲအဲ့ဒီနေ့ကဘိုက်စားတော့ရွာထိပ်ကဘုံကြီးချောင်းသွားပြီးစွန်းကြံလေးပါလေးသွားပြီးစားရတာပေါ့ညနေလေးရောက်တော့ရွာတွေကကာလာသားကောင်းကိုဆိုင်ထွန်းကဘုံကြီးချောင်းထဲကိုအပြေးဝင်လာတယ်ဗျကျုပ်လဲဘာများလဲတော့မေးကြည့်နေတာပေါ့ကျုပ်ကိုမြင်တော့ကျုပ်ရှိရာကိုပြေးလာတယ်ဗျဟာဟဲ့မင်းအဘတယောက်တောင်ရမှာပိုးထီလို့စုံးမိတဲ့အိမ်မှာမင်းမေတယောက်တည်းရဲ့မင်းကိုမနက်ကလေးကရွာတွေကဘုံရင်ကျောင်းမှာတွေ့တယ်ဆိုလို့လာခေါ်တာကွာကျုပ်လည်းကြားချင်းရှင်ထဲမှာဘလောင်ဆူသွားတယ်ဗျကျုပ်အဲ့ဒီလိုရည်ရွယ်ချက်နဲ့ပြောခဲ့တာမဟုတ်ပါဘူးဗျာကျုပ်လည်းအိမ်ကိုအပြေးတစ်ပိုင်းနဲ့ပြေးလာခဲ့တာပေါ့ကျုပ်အိမ်ကိုရောက်တော့အိမ်ရှိကကတင်ပေါ်မှာအပားရဲ့ရုပ်လောင်းကြီးကိုစောင့်ကြီးနဲ့အုပ်ထားတာဗျကျုပ်လည်းရှုံးပွဲချငိုပြစ်လိုက်တော့ပါပဲဗျာအဘရေအဘကျုပ်ရောက်ပြီလေအဘကျုပ်ကိုထားကြည့်ပါဦးအဘရဲ့ကျုပ်အဲ့ဒီလိုရည်ရွယ်ချက်နဲ့ပြောခဲ့တာမဟုတ်ပါဘူးအဘရဲ့ကျုပ်တောင်းပန်ပါတယ်အဘရဲ့ကျုပ်စကားကိုကြားရတော့ဘေးကလူတွေကဟာဒါဆိုဒီကောင်ဆိုင်မောက်ကဝင်းနှင်းဆုံးပေါ့ဟာစကားတန်တွေကတယောက်တစ်ပေါက်နဲ့ထွက်လာကြတာဗျကျုပ်ဒေါသတွေအလိမ့်လိုက်နဲ့ထွက်လာတယ်ဗျကျုပ်အဘကိုအုပ်ထားတဲ့ဆောင်ကြီးကိုလက်နဲ့ချစ်ပေါအောင်ဆုပ်ထားတာဗျကျုပ်စဉ်းစားတယ်ကျုပ်ဒီအချိန်မှာဒေါသထွက်လို့မကောင်းလေဗျာကျုပ်စိတ်ကိုရှော့ချလိုက်တယ်ကျုပ်စိတ်ကိုရှော့ချလိုက်တော့ကျုပ်တတိလိပြီးလဲသွားတော့တာပဲဗျာအဲ့ဒီချိန်ကစားလို့ကျုပ်ကိုဝင်းနှင်းကိုဝေဝင်းတွင်းဆုံးဆိုပြီးတရားလုံးကလက်နေကြတာပေါ့ဗျာကျုပ်ဘာဆုံးတော့ကျုပ်အမေမှာကိုလေးလက်ဝင်ကြီးနဲ့ကြံရင်ခဲ့တာဗျနောက်တော့ကျုပ်အမေကကျုပ်ကိုညီမလေးတယောက်မွေးပြီးတယ်ဗျကျုပ်မှလည်းဒီညီမလေးတယောက်တည်းရှိတာဆိုတော့ကျုပ်ညီမလေးကိုတိတ်ရှစ်တာပေါ့ဗျာအခုဆိုရင်ကျုပ်ညီမလေးတောင်အပြိုလေးဖြစ်နေပြီဗျကျုပ်ညီမလေးနာမည်ကနန်းကလေးရတယ်ဗျကျုပ်ညီမလေးကကျုပ်တို့ရွာမှာအလျှော်ဆုံးအလှဆုံးဗျကျုပ်ကိုချိန်ကြတော့ကျုပ်ညီမလေးကိုစရဲတဲ့သူနောက်ရဲတဲ့သူတောင်မရှိဘူးဗျကျုပ်ညီမလေးကလည်းကျုပ်စကားကိုမြေဝဲမကျနားထောင်ပြီးသားဗျကျုပ်တို့မောင်နှမနှစ်ယောက်လည်းကျုပ်တို့အမေကိုလှုပ်ကြွေးပြုစုတာပေါ့ဗျာကျုပ်ကတော့ရွာထဲမှာရှိတဲ့တောက်တူမရအလုပ်တွေလုပ်တယ်ကျုပ်ညီမကတော့ရွာထဲကအပြိုလေးတွေနဲ့လက်ဖက်ခူးလိုက်တာပေါ့ဗျာကျုပ်တို့မှာကလည်းဒီအမေတယောက်တည်းရှိတာဆိုတော့အမေကိုပဲလိုလေသေးမရှိအောင်ထားနေရတာဗျကျုပ်အလုပ်ကပြန်လာပြီဆိုရင်ကျုပ်ညီမလေးကအိမ်မှာကြိုရောက်နေပြီးထမင်းချက်ပြီးခူးခတ်ထားတာဗျကျုပ်ပြန်ရောက်မှမိသားဝင်တွေစုံစုံလင်လင်နဲ့ထမင်းစားကြတာမိသားစုထမင်းဝိုင်းဆိုတာကတော့တိတဲ့အတိုင်းအရန်ပျော်ဖို့ကောင်းတာပေါ့ဗျာအခုလဲကြည့်ကျုံညီမလေးကထမင်းတွေချက်နေတာဗျကျုပ်အလုပ်ကနည်းနည်းပင်ပန်းလာတော့ညီမလေးရေမိုးရှိုးပြီးမှပဲထမင်းစားမယ်ဟုတ်ပါပြီကိုကြီးရဲ့ဒီနေ့ကိုကြီးကြိုက်တဲ့ဝက်သားကိုပုံးရီကြီးလေးနဲ့ချက်ထားတယ်မြန်ရှိုးအောင်တော့တော်ကြာအေးပတ်ပြီးတော့ဖျားနေအောင်ပဲကျုံညီမလေးကကျုပ်ကိုအရန်ချစ်တယ်လို့အရန်လဲဂယုစိုက်တာဗျအမေပြီးရင်ကျုပ်ကိုဂယုစိုက်ဆုံးကတော့ကျုံညီမလေးပေါ့ဗျာအေးပါညီမလေးဟာမြန်ရှိုးမှာပါကျုပ်ရေရှိုးပြီးထမင်းစားလိုက်တယ်ဗျကျုပ်ထမင်းစားတဲ့အချိန်ဝက်သားချက်ကလေးကလည်းကောင်းချက်ပြုတ်ကျုပ်ကြိုက်တဲ့ဟင်းနဲ့ဆိုထမင်းဘက်နယ်ဘက်ကကုံသွားမှန်းတော့မသိလိုက်ပါဘူးဗျာကျုပ်လည်းမနက်ကိုအလုပ်သွားရမှာဆိုတော့ထမင်းစားပြီးတာနဲ့ကျုပ်အိတ်လိုက်တယ်ဗျကျုပ်အိတ်နေတော့အိမ်မက်တစ်ခုမတ်တယ်ဗျကျုပ်တို့ရွာရဲ့တင်းကြိုင်မှာ
ကျုပ်ကရောက်နေတာဗျကျုပ်ခန္ဓာကိုယ်တစ်ခုလုံးမှာအနက်ရောင်ခိုးငွေတွေအများကြီးထွက်နေတယ်ဗျကျုပ်ကကျုပ်ကိုကျုပ်တော်မယုံသလိုဖြစ်သွားတယ်ကျုပ်ရှိမှလူကြီးတစ်ယောက်ရက်နေတယ်ဗျဟေ့လူကျုပ်ဘယ်ရောက်နေတာလဲလို့မေးတော့ဒီနေရာကိုမင်းတနေ့ရောက်လာမှာပါကွာစိုင်းမောင်ရဆိုပြီးပြောတော့ပြီးတော့ပြန်ပြောက်သွားတယ်ကျုပ်လဲအိယာကနေလန့်လို့လာတာဗျကျုပ်အိယာကနိုးပြီးတော့ဘလို့မှကိုပြန်အိလို့မရဘူးဗျအဲ့လူကြီးအကြောင်းပဲစဉ်းစားနေပြီတယ်မနက်မိုးလင်းတော့ကျုံညမလေးကရွာထိပ်ကအကြောင်းကိုစွန့်ကြိုက်သွားဖို့တယ်ဗျကျုပ်လဲမနက်စာထမင်းချမ်းစားနေတာပေါ့ဗျာခဏနေတော့ကျုံညမလေးမျက်ရည်ရွှဲသားနဲ့ပြန်လာတယ်ဗျကျုပ်စိတ်ထဲမှာတော်တော်ဒေါသဖြစ်သွားတယ်ဗျညီမလေးကိုဘယ်သူပါလှုပ်လိုက်တာလဲပြောစမ်းကိုကြီးကိုညီမလေးကိုငိုအောင်လှုပ်လိုက်တဲ့သူကိုကြီးကရှက်ရှင်းသွားတတ်မယ်အဲ့ဒီလိုပြောတော့ကျုပ်အမေကဟဲ့စိုင်းမောင်နင်းဟာလေးထိတ်ကနေရှိတတ်မယ်ဖြတ်မယ်ကြီးပဲနင်းညီမကိုဘာဖြစ်လာလဲအရင်မေးပါအောင်လို့အမေကပြောတော့မှကျုပ်စိတ်ကိုလျှော့လိုက်တယ်ဗျညီမလေးကဘယ်သူရှိရမှာဟုတ်တကြီးသားပေါ့ညီမလေးဖုန်းကြီးเจ้าကပြန်လာတာကိုလမ်းမှာဆွဲလာရန်လာလုပ်ပြီးတော့ပြောသေးတယ်နင်းအကူကဝင်းနှင်းကိုဝင်းနှင်းစုံနဲ့အဲ့ဒီလိုငိုတန်းနဲ့ပြောတာဗျကျုပ်ကလည်းစော်ကားမော်ကားနဲ့ပြောသေးတယ်ကျုံညီမကိုလည်းဆွဲလာရန်လာလုပ်သေးတယ်ဒီကောင်တွေကိုကျုပ်အဲ့ဒီနေ့ကလေးကတက်ပစ်ရှင်နေတာဗျကျုပ်အမိအားတားလို့ကျုပ်စိတ်ကိုလျှော့လိုက်တာကျုပ်လည်းကျုံညီမလေးကိုစိတ်မချတာနဲ့အလောက်ကစော်စော်နာပြီးကျုံညီမလေးကိုနေတိုင်းသွားကြတာပေါ့ဗျာအဲ့ဒီတကြီးသားဆိုတဲ့ကောင်ကရွာထဲမှာသူ့အဖေတကြီးဆိုပြီးထင်တိုင်းကျဲနေတဲ့ကောင်ဗျကျုပ်ကတော့ဒဇက်လေးမြောက်ကိုကြည့်မရဘူးဗျတနေ့တော့ကျုံညီမလေးကိုကျုပ်ကြုတ်ပြီးပြန်လာတကြီးသားကလည်းအရက်ဆိုင်ကသူ့အဖွဲနဲ့ပြန်လာပတ်ပင်းတိုးတော့တာပေါ့ဗျာသူကကျုံညီမလေးကိုမြင်တော့ဟေးအချစ်ကဝေမာလေးတို့ကိုကိုပြူစားလိုက်ပါအောင်လားဆိုပြီးမိုးမိုးနဲ့ထင်ရပြောတဲ့ကောင်ဗျကျုပ်လည်းစိတ်မရှိရနဲ့ဝင်ပြီးဇက်ဘိုးကိုတစ်ချက်လောက်ရိုက်ထည့်လိုက်တာနောက်ကိုနှစ်ပတ်လောက်လဲထွက်သွားတယ်ဗျအဲ့ဒီအချိန်သူ့အဖွဲတွေကဆိုင်းအုပ်ဆိုတဲ့ကောင်ကဓမြောင်နဲ့ဝင်လာတာဗျကျုံညီမလေးကမြင်တော့ကျုံရှိကနေကာလိုက်တယ်ဗျဟာသွားပြီကျုံညီမလေးဓာတ်ထိုးခံရလိုက်ပြီညီမလေးဟာအဖြစ်ဆိုးလိုက်လားညီမလေးရဲ့ကျုံညီမလေးကိုပွေးချီနေတော့တကြီးသားနဲ့သူ့ဖွဲ့ဘဲပြောက်သွားလဲမသိဘူးဗျခဏနေတော့ရွာတွေကလူတွေလိုက်လာကြတယ်ဗျဟာဟုတ်ပါတယ်အဘကလည်းဆိုင်းမောက်တယောက်စိတ်ပေါက်ပြီးသူ့ညီမလေးကိုဓာတ်နဲ့သူ့ကိုယ်သူထိုးတက်လိုက်တာဆိုင်းအောင်လည်းမြင်နေအဖေရဲ့ကျုံနာထဲမှာနှစုံနှပြားကြားလိုက်တယ်ဗျကျုံစိတ်ထဲမှာတော့တော်တော်အကြံပတ်ဆက်တဲ့ကောင်တွေဒင်းတို့ဒီအကျွေးကိုပြန်ဆက်ရလိမ့်မယ်ကျုံစိတ်ထဲကြောက်တယ်လို့ဖြစ်လာတယ်ဗျကျုပ်ကောင်းတွေပူထူလာတယ်ဗျနောက်ဆုံးကျုံညီမလေးရဲ့အလောင်းကိုဒီတိုင်းထားခဲ့ပြီးတော့ရှေးဦးတဲ့ရပြေးတော့တာဗျကျုပ်ပြေးတာကိုမြင်တော့တကြီးသားဟာဟိုမှာဗျဆိုင်းမောက်တယောက်အဖမ်းကအားမှာဆိုလို့ပြေးပြီးအဘလိုက်ညှောက်နေလိုက်ကျုပ်လဲမရက်မနာကိုပြေးတော့တာဗျကျုပ်တို့ရွာရဲ့တင်းချိုင်းထဲကိုတော့ရောက်လာပြီးဗျကျုပ်ရန်ကိုမောနေပြီးဗျကျုပ်စိတ်တွေကိုရှော့ချလိုက်တယ်ဆိုရင်ပဲမေးလဲသွားတော့တာဗျအာကျုပ်ပြန်တတိရလာတော့ကျုပ်ကအုတ်ကူတွေကြားထဲမှာရောက်နေတာဗျကျုပ်လဲပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ထလိုက်တယ်တင်းချိုင်းပတ်ဝန်းကျင်ဆိုတော့လဲအုတ်ကူတွေအဖွေးသားနဲ့ကျုပ်နည်းတော့လန့်သွားတယ်ဗျကျုပ်အုတ်ကူတွေကြားထဲရောက်နေတာကအပြင်ကိုထွက်လိုက်တယ်ဗျတင်းချိုင်းထဲမှာကတော့လားရဲ့အလင်းရောင်နဲ့မို့ထင်ရှားမြင်ရသေးတယ်ကျုပ်တင်းချိုင်းစရက်ဘက်ကိုကြည့်လိုက်တော့ဟာလူကြီးကြီးအောင်ဗျကျုပ်ကိုကြောပေးပြီးရက်နေတာအပေါ်ပိုင်းကတော့ရှမ်းအင်ကြီးအမဲကြီးကိုဝစ်ထားတာဗျအောက်ပိုင်းကတော့ရှမ်းပေါင်းကြီးအမဲကြီးကိုဝစ်ထားတာပေါ့ဗျာကျုပ်သိပြီဗျဒါကျုပ်အိမ်မက်တဲကလူကြီးပဲနောက်အပိုင်းမှာဆိုင်းမောက်တယောက်သူ့ရဲ့အိမ်မက်တဲကလူကြီးကဘာရီတင်ပေးမှလဲဆိုင်းမောက်ကရောဘယ်လိုပညာတွေတက်မြောက်ပါလဲဆိုတာစောင့်မျှော်အားပေးကြည့်ရှုကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ